ဆရာညာနာညံရဲ့ပထောက်ကဗျာများကိုရွတ်ဆိုပါမယ်ရှင်ဆရာညာနာညံရဲ့ပထောက်ကဗျာတွေကိုအစားကားဒီအစုံတစ်ကနေ15ထိရွတ်ဆိုခွင့်ပြုပါလို့ခွင့်တောင်းလိုက်ပါတယ်ရှင်ပထောက်1ပြက်ကလေးအဟောင်းနဲ့ဘရောက်ကျွေတွေလိုက်ရှာတယ်ခေတ်ကိုကပြုသူအဟောင်းဖြစ်သူအစ်မဟုတ်လားအောင်မြေကိုနင်းလို့တက်ဂရီအစ်ထဲအချစ်စစ်နဲ့ခေတ်အစ်နဲ့ဖြတ်တန်းပြရစီပေါ့လွမ်းလျရတဲ့နှလုံးသားနဲ့ပွင့်လန်းလာတဲ့ဘရောက်ပန်းများရွှေရောင်တွေတန်းနေပါတော့ဝါဝါထိန်ထိန်တော်လန်ຫນွေဦးအရေးတွေပဒနှစ်ရှင်ဖိုနီတေးသွားတစ်ခုကိုအဝါရောင်ကျိုးတဲ့ဒူရီယာနဲ့တီးခတ်ဖို့ငါတို့ရဲ့စိတ်ကိုရစ်ပူစော်ထားရကြားရတဲ့အတန်မှာအဝါရောင်ထန်ချက်တော်တွေနဲ့တကိုယ်လုံးဝါချင်းချင်းသွေးစားတွေငိုမရတဲ့ဘဝမှာလူလူတူတူမသိအောင်ကြိတ်မိတ်ဝမ်းနေနေရတော့စုတ်ခိရရထားကနီးစည်းချက်မမှန်တဲ့တန်လန်းတွေထက်တရင်တရိုင်ခုံမောင်းပြေးလွှားလို့ဝါရောင်ဘူတာယုံမှာအသက်တွေအနှံဆိုင်ကပ်ပုံကညဝေယုံတဲ့အဝါရောင်ကြိုက်ခဲမှုတွေပထောက်3တဟုံးဟုံးလျံကြီးနေတဲ့တန်းလက်တွေကြားတိုင်တဝဲလွှင့်ထူထားတဲ့အဝါရောင်အလံအပူကိုအပူနဲ့တတ်ရအစိတ်ကိုအစိတ်နဲ့ဖြေရကြားနာမှုမပြီးပြတ်သေးတဲ့၍ထိုက်တဲ့ပြစ်ဒဏ်ကိုမချမှတ်နိုင်တဲ့၍တမာရီချိန်ဝင်ရှာမှာအယိုးမရှိသောအဝါရောင်တရားစီရင်တော်မူကံပွင့်ချက်တစ်ချက်ချင်းစီတိုင်းပွင့်ထွက်တောက်လောင်ဖို့ဗရောက်ရနံ့တွေနဲ့မိစားတွေအဝါရောင်မီးဝုံးပြန်ဟာຫນွေဦးရဲ့သွေးစများနဲ့ပိုင်းဝနေခဲ့အမြင့်တို့မတက်နိုင်တဲ့ဆန္ဒတွေအထက်သို့မရောက်နိုင်တဲ့နင်းပြားတွေပထောက်လေးရန်ရဆန်တဲ့လူသားတွေမှာအေရီစ်နတ်ဘုရားရဲ့နှလုံးသားလိုစစ်မှတ်ကိုလိုလာပြီးရက်ဆက်ကြမ်းကြုတ်ကြစမြဲတပြေတစ်ခက်ပထောက်တစ်ခက်တနက်တစ်ချက်မှမဖောက်လိုက်ရရှေ့ပွိုင်းတောင်ကုန်းကိုတိုက်ခိုက်သိမ်းပိုက်ကြရကွေးကောက်နေတဲ့မြေရိုးတစ်လျှောက်ထုံးနေတဲ့အဝါရောင်တောင်များထပ်ပိုင်းကျိုးသွားတဲ့မြစ်ကိုတိတ်နဲ့တွဲကပ်လို့ပြန်ဆက်ကြည့်တယ်ဘရောက်ရနံ့တွေဟာရက်ရှိတစ်ခွင်လုံးကိုလွှမ်းခြုံလို့စူးစူးနစ်နစ်ပြန့်နှံ့ဝင်ရောက်လာခဲ့ပြီပထောက်ငါချော်ရီဘူးစီးစင်းနေတဲ့ခက်ထဲမီးတင်ကြောက်အသွင်ဘဝတွေအနှဲငယ်ပေါ်တိုင်မိယုံနဲ့မီးတောင်ငယ်တဖွဲတောက်လောင်လွယ်လိုင်းတို့မိကြတဲ့ပြေးလွှားနေတဲ့ကူပါကဲပါအတန်တွေရေဒီယိုဟောင်းတစ်လုံးနဲ့သတင်းချက်လက်တွေကိုဖမ်းယူစားသုံးနေရတော့စစ်အသက်စစ်တွေတနတ်စစ်တွေကြည်စံစစ်တွေဘဝစစ်တွေဘရောက်ခက်လက်ကလေးကိုဂိုင်လို့ဘုံခိုခြင်းနဲ့အားယူနေရတဲ့ခြစားတက်ကလေးများຫນွေလေးတွေပူနေသလိုမြင်မြင်သမျှအရာတွေဟာပူလောင်ခဲ့ရပုံရိပ်စစ်တွေကအဝါရောင်တောအုပ်ထဲမှအဝါရောင်တော်လန်ကြီးတပိုင်းတစားပထောက်6အလေးနဲ့အမောင်တချမ်းစီတလှဲ့စီနတ်သမီးထောင်ချောက်ထဲရုံထွက်မရတဲ့လိပ်ပြားတကောင်လိုမွေးပြာကြပိတ်ပိန်အာယုံ၅ဘမကအမျက်ထွက်သလိုခြုံထက်နေသောဓားလက်နဲ့များအသက်တွေကိုချွေချဖြတ်စီကြမဲ့စင်မြင်းရထားတွေရဲ့ဘိန်းများတန်တရာအထိဆွဲဆန့်ထားရတဲ့ရှားပါမေတ္တာတရားများဓာတ်သက်ထုတွေတဲ့ရောဝတ္ထုတွေပျော်ဝင်ကြေမွမသွားမီဘရောက်တစ်ခက်နဲ့ရွေ့ရှားလာတဲ့အဝါရောင်တိမ်တိုက်ဒရက်ထုတွေတမိုင်းတွေကစစ်ပွဲတွေမှာအသက်ရှင်ကြံရစ်သူတွေဟာစိတ်ကစင့်ကလျားဖြစ်တည်မှုတွေနဲ့အဆုံးထိဝိညာဉ်ခန္ဓာမဲ့သွားခဲ့ရပထောက်ခွန်ရှင်မိုးချင်းတွေကင်းစင်နေတဲ့ကောင်းကင်အံဝှက်ထဲကဘရောက်သားနဲ့ထုစစ်ထားသောအဝါရောင်အီဂျစ်အိုက်ဇက်နတ်ဖျားမဒုံထောက်ခဲ့ဘူး
လက်မမြောက်ခဲ့ဘူးလက်ရလက်တော်မှာဓားကိုကင်ဆွဲလို့တိုက်ပွဲဝင်ရင်လက်ဝဲလက်တော်မှာတမတရားကိုကင်ဆွဲလို့စင်ချင်တွန်တင်ရင်ညကနဲ့လာလေးလေးဒဏ်ရာနာရကပိုပြီးနာကျင်လာလေးလေးပါပဲချစ်သူတို့ရဲ့လှန်တန်တော်ဟာဒေမင်းရဲ့ခြိုင်ဝမ်းမှကဲနှုတ်ရလန်းစာအဖြစ်ဗရောင်းရင်နဲ့နေဝေနေတဲ့ကွင်းမြင်နဲ့ကြံရစ်လို့အသက်ရှင်ရက်တီဖို့ရာအာယူပြီးရဲရင်စွာတွန်းလှန်တိုက်ခိုက်ကြအောင်ဆိုရဲ့ပဒရှစ်ဖျားเจ้าခေါင်းလောင်းတန်ကိုလက်နက်ကင်တက်ဆွဲထားတဲ့တနင်းငွေတွေအပြစ်ဖြေရာဝတ်ကိုတကိုယ်တည်းတိတ်တဆိတ်ပြူကြရပုံများနဲ့ချိန်ထိုးနှိုင်းစအပြစ်တရားနဲ့ဆိုင်တဲ့တည်ခြင်းမှာမြေမှုန့်မှလာသောအနိဋ္ဌာယုံကန့်များမီးနဲ့စစ်ကြောခြင်းဆိုတာရွှေအဖြစ်စစ်မှန်ကြောင်းတက်တည်ပြကြရယုံဒုက္ခတရားနဲ့စီးခြင်းထို့ဖို့အဝါရောင်ချက်ဝတ်တစားကိုဝစ်စင်လို့ဗရောက်တွေကျွေနေရလမ်းတစ်လျှောက်မြင်းကိုဒုံဆိုင်စီးနှင်လာခဲ့မှာနေအောင်နဲ့ဝိနေတဲ့ဗရောက်ရောင်ချဲများပကြီးကားတစ်ချက်တည်းအချစ်ကိုထက်ဝှက်ထားခဲ့ရရင်းနဲ့စေးကြောရာအသက်ရဲ့မီးအိမ်မှာကလေးတယောက်ရဲ့ပိတ်ဆုပ်ပံမြင်ကွင်းလိုရမ်းနှံတွင်မွန်းထူးနေတာအသက်ရှူရက်မတက်အော်ဟစ်ပြေးလွှားရင်ပထကိုငွေဝေးတကောင်ရဲ့ကြောယူဘော်ကအညီဟောက်ဆန်တဲ့ຫນွေဦးပါပဲရေချမ်းစင်ဘော်ကရေငက်ပြေအမှန်တရားမှာတရားသူတွေရုန်းကန်ရတဲ့တရားရုံးပုံရိပ်ရောင်တွေတနက်တလက်ရဲ့စကုပ်ထဲကမြင်နေရတဲ့လှုပ်ရှားမှုစစ်စစ်တွေတစ္ဆာတရားနဲ့ရှင်ပြီးမွေးဖွားလာခဲ့တဲ့ပန်းအကြောင်းပြအချင်းချင်းတီတိုးပြောဆိုကြတယ်စနက်တံမဖြုတ်ရဲတဲ့စိတ်မှာဝါရောင်ကြိုးစားနှစ်စပူကက်ချီနှောင်ထားရပောက်ကွဲလွင့်စင်ဖို့တန်တရာတပတ်လိုဘဝများစွာကိုတေတေဆိုင်ဆိုင်မိမခတ်မီအချိန်အထိပထ30နိုးတဝက်အိတ်တဝက်မျက်ဝန်းမှာအိမ်မက်ရိုင်းများနိုးထသက်ရှင်လာခေဆက်ဆက်ရင်ကြားစီမရတဲ့ရင်ကျေးမှုနန်းကျုံပြင်များစွာလူတယောက်ရဲ့နှလုံးအိမ်နဲ့ဂိမ်းအောင်ဖက်တွဲစရာတက်ရှင်မှုဟာတိုင်းပြည်လူမျိုးအမှုပညာကြဗျာတင်းသက်ထားတဲ့လောဘကိုပင်စီရဲ့အချိန်မှာထားအကျွေးတုံညာအဖြစ်ပုံဆောင်ခင်းများဗရောင်ရနန်းနေမွေးပြန့်တစ်လွင်လာမှပြက်ကလေးတစ်ကိုလူတစ်စိတ်တစ်နဲ့မှတ်ကြောက်အစာပြုခဲ့ရပေါ့အဝါရောင်ကိုင်းခင်များဝေစာနေစေအနာဂတ်နိုင်ငံတော်မှာထကြွလုံးလားရှိလို့ပြောင်းမှန်မှန်ကန်မှုကိုတစ္ဆာမေတ္တာများနဲ့စင်မြန်းဝစ်စင်ကြယုံပထ7စူးရှလင်းလက်သောစထမအာယုံများအယုံကိုလှဲဖြိုတိုင်းမပြိုလေသောဝါပင်များအကွဲရှတာခြင်းများကိုຫນွေဦးကတည်ဆောင်လာပြီငြိမ်သက်နေတဲ့မုံသားရဲ့ပိုချက်လိုမကြမီဝါချင်းချင်းလေတုတို့စူပွဲတောက်လောင်လာတော့မည်ဓားကိုပိုင်းပိုင်းချိုးပြီးလှန်ကိုပိုင်းပိုင်းခုတ်လှဲပြီးစစ်ပွဲရဲ့ဥတီယာညွန်ကိန်းများပြောင်းလဲပြည့်ရွင်းစပြူလာခဲ့ရာဗရောက်ပင်ချင်းမှာတွဲခုနေတဲ့ငိမ့်ချမ်းစပြုတ်ခြေလန်းတွေအရိပ်နေနေအခက်ချိုးချိုးဖြစ်မှလွတ်မြောက်နိုင်ကြစေဂျိုမိန်တာယာသောနေ့များစွာနားမကြမီရောက်ရှိလာတော့မှအသေးအချာပထစနစ်ပန်းရဲ့အပိဓမ္မာမှာရနန်းနဲ့ဖူးပွင့်ကုံဆိုတဲ့အတိုင်းစရှိရဲ့တို့ရပေါစီးစမ်းလာတဲ့စမ်းချောင်းလေးတိုင်းနှိဟောင်းကဒုက္ခများစီးမျောစေခဲ့ရာจิตထားတဲ့ကြိုးစားများချီငင်ရည်တည်နေတဲ့တန်ရောစဉ်ကြိုးစားများကိုယ်လည်းပင်ကိုစွန့်မိနေသောအတနောမတိကြိုးစားငင်များငါးရိုးလန်တော်ရီစိုက်ထူထားတဲ့
တောင်ဆွဲမှာနေကွယ်ခြင်းဟာအလားပါဆုံးပါဗရောက်တွေတအုံနှွေးနှွေးပွင့်နေတဲ့အဝါရောင်တောအုပ်ထဲအသွားစေခိုင်းသူလူတစုကြောင့်အက်ကွယ်အယိုးစုများတောင်ပုံရာပုံပတောက်73ကြောက်သွေးအကွမ်းနေသောတိတ်ဆိတ်ငြိမ်သက်နေသောပြင်းရှလျံကြီးစိတ်သုံးနေသောရဆမှုပြည့်တဲ့လမ်းမများလက်ခမောင်းခတ်လို့ပွဲသိမ်းလက်သည်တစ်ချက်ကမတင်မှတ်တဲ့ရှူတောင်ကဝင်ရောက်လာခဲ့သူမရဲ့နှကမ်းပြားမှယိုစီးကျလာသောအချစ်ပင်ကြရည်တွေဗရောက်တွေဝင်နေတဲ့သူမရဲ့ခေါင်းမှာတပြေကဲအစားအောင်ပန်းအောင်လံဖြစ်ကြေပါစေဝစ်ကြွေးတွေပြေပါစေဝစ်ကြွေးတွေပြိုလဲနေတဲ့မြို့ပြတွေမှာလဲပြိုနေတဲ့ဘဝစစ်များစွာအသက်ကိုအိမ်ပြင်ဘက်ခြံစည်းရိုးမှာချိတ်ဆွဲထားယုံပထောက်73၆သွေးအက်ကွမ်းနေသောတိတ်ဆိတ်ငြိမ်သက်နေသောပြင်းရှလျံကြီးစိတ်သုံးနေသောရက်ဆက်မှုအပြည့်နဲ့လမ်းမများလက်ခမောင်းခတ်လို့ပွဲသိမ်းလက်သည်တစ်ချက်ကမထင်မှတ်တဲ့ရှူတောင်ကဝင်ရောက်လာခဲ့သူမရဲ့နှကမ်းပြားမှယိုစီးကျလာသောအချစ်ပင်ကြရည်တွေဗရောက်တွေဝေနေတဲ့သူမရဲ့ခေါင်းမှာတပြေကအစားအောင်ပန်းအောင်လံအဖြစ်ကြေပါစေဝစ်ကြွေးတွေပြေပါစေဝစ်ကြွေးတွေပြိုလဲနေတဲ့မြို့ပြတွေမှာလဲပြိုနေတဲ့ဘဝစစ်များစွာအသက်ကိုအိမ်အပြင်ဘက်ခြံစည်းရိုးမှာချိတ်ဆွဲထားယုံပတောက်14လွတ်လပ်စွာပြန်တန်းနေတဲ့ငှက်ကလေးတစ်ကောင်ကောင်းကင်ကြီးတွေကနှွေးထွေးကျင်နာသောမိသားစုအတိုင်းအမြုံကိုရိုက်ချိုးဖျက်ဆီးခံရနေ့အလင်းမှညတက်တဲ့အထိမောပန်းနွဲနယ်မှုအပြည့်နဲ့တပ်ပြင်းကိုချိန်ချိန်ချပြန်တန်းပြီးလွှာနေရရောက်ပန်းနေနဲ့ဝေးရာတောရင်းတနေရာမှခေါ်သည်များပိတ်လောင်ကာယံထားတဲ့နံရံတွေကိုကုတ်ချစ်ဖက်တွယ်လို့ကြော်ဖြတ်ပြီးလွတ်မြောက်ရာကောင်းကင်ဘဝစီကျုံနောင်ခံထားရတဲ့အမြင်တွေဆိုတာမျက်ပေါက်ကျင်းကျင်းနဲ့အသက်ရှင်ရတဲ့ကဘာထွက်ခွာကြောခိုင်းလို့အပြင်းနှင်လိုက်ပါဘဝရောင်နေမြေသစ်များရှိရာပထောက်15လမ်းတွေကလူတွေကိုထမ်းလူတွေကလမ်းတွေကိုထမ်းခီးဟာမနီးမဝေးဆိုပေမဲ့အားဆိုင်ပြီးရှောက်ရအောင်မယ်တောင်မန်စတူကန်ရဲ့ရိုက်တောင်တွေမှာတောင်မှန်ကြကြကျိုးကြနေတဲ့စိတ်ဓာတ်များခေတ်ကိုရောင်တင်ဖို့ခေတ်ကိုဆေးချယ်ဖို့အသွေးနဲ့ဆက်ခဲ့ရတဲ့အယောင်တွေစိတ်ကူးတဲ့စူးခဲ့ရတဲ့စူးတွေတန်လက်တွေဟာຫນွေဦးရဲ့ပြရုပ်ပါပဲဗရောက်ပန်းအယောင်နဲ့ထိုးထားတဲ့လက်ဖြံပေါ်ကလက်ပေးတက်တူးဟာနှလုံးသားပေါ်ကူးလူဆက်ဆံစီမျောခဲ့ရပြီတော်လန်ပန်းတွေဝေနေတဲ့မနက်ခင်းမှာတော်လန်နန်းတွေချွေခဲ့ရပေါ့စိတ်ကိုစိတ်နဲ့မတတ်နိုင်တဲ့တောက်ပနေတော့ဘဝရောင်ကျဲပရောက်ပန်းနေနဲ့တူကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တာပါ